အကိုကကားအက်ဆီဒင့်ဖြစ်သွားတာသူကမိသားစုမှာတဦးရေးသောသားနော်အကယ်၍သူသာတစ်ခုခုဖြစ်သွားရင်သူ့အဖေကနင်တို့တမိသားစုလုံးရဲ့အသက်ကိုယူလိုက်မယ်ငါအဖေကတကယ်လုံးမဲ့လူနော်နင်သာကျေးဇူးတည်တတ်တယ်ဆိုရင်ငွေ2000ထုတ်ပေးပြီးအကိုကိုဒေါသပြေအောင်လုပ်ပါမဟုတ်ရင်တော့အကိုနင့်ဖေသာတည်သွားရင်ဒီကားဝစ်ရှော့ကိုလာရိုက်ခွဲမလားလို့မေးနေတာလားအဲ့ဒါကတော့သူ့ဖေကငါ့ကိုဒူးထောက်တောင်းမှန်မလားဆိုတာပေါ်မှာပဲမူတည်တယ်မလုပ်ပါနဲ့ငါတောင်းမှန်ပါတယ်ငါဖေနဲ့ဦးလေးဖက်ဝက်တုတ်ကဝက်ရှော့တစ်ခုဖွင့်ပြီးနေတိုင်းပင်ပန်းပန်းအလုပ်လုပ်နေရတာသူတို့ကိုမနှိပ်စက်ပါနဲ့နင်ငွေရော်ပြီးငါ့ကိုတေချာတောင်းမှန်ရင်တော့ငါခွင့်လွတ်ပေးနိုင်ရင်ပေးအောင်မယ်ဒါပေမဲ့ငါမှအဲ့ဒီလောက်ငွေအများကြီးမရှိဘူးငါခုနကဝက်ရှော့ရုံခန်းဘေးကဖြတ်လာတော့အထဲမှာပတ်စံတစ်တာစိတ်တစ်လုံးတွေ့တာပဲမရဘူးအဲ့ဒီပတ်စံတွေကကားပြင်ဖို့ပစ္စည်းတွေဝယ်ရမယ်ပတ်စံတွေဒါဆိုရင်တော့နင်တို့ဆိုင်ကိုရိုက်ခွဲရတော့မှာပေါ့နင့်အဖေကိုမြေကြီးပေါ်ဒူးထောက်ပြီးငါအဖေကိုဆိုင်မခွဲဖို့ငွေကိုတောင်းပန်ခံရတော့မှာပေါ့ငါပြောမယ်အပြင်မှာအလုပ်လုပ်ရင်ကိုယ့်ခြေနေကိုသိရတယ်လေနင်ပြောစမ်းနင့်အဖေကအောက်ခြေသိမ်းကားပြင်သမားတယောက်ပဲကိုနင်ကအပြင်မှာလူကိုလက်ပါရဲသေးတယ်ပေါ့ဟုတ်လားငါဝမ်ချောင်းလို့နင်ကခေါ်ရမလားချောင်းကိုအကိုကြီးချောင်းလို့ခေါ်အကိုကြီးချောင်းငါအကျွေးစာချုပ်ရေးပေးရင်ရမလားငါမကြခင်တက္ကသိုလ်တက်တော့မယ်အချိန်ပိုင်းလုပ်ပြီးအကိုကိုအရေးကြပြန်ဆက်ပါမယ်တောင်းပန်ပါတယ်ငါအဖေနဲ့ဦးလေးဖက်ကိုမနှိမ့်ဆက်ပါနဲ့နင်စောကလေးကဒီလိုသဘောထားမျိုးရှိရမှာပေါ့ခုနကငါနင့်ကိုတော်တော်သဘောကျနေတာဒါပေမဲ့နင်ကဘာလို့ငါ့ကိုလက်ပါရတာလဲငါကကိုကာကွယ်ယုံတင်မှာနင်ကဘာကောင်းမှုလို့လဲငါနောက်ကိုလိုက်နေတဲ့မိန်းမတွေအများကြီးရှိတာနင်ကများငါ့ကိုကိုကာကွယ်တယ်လို့ပြောရဲသေးတယ်ဒီညပဲပတ်စံပေးမဟုတ်ရင်လူခေါ်ပြီးဆိုင်ကိုလာဖြက်စီးပစ်မယ်အတော်ငယ်သို့မဟုတ်ကောင်းပါလေးအမီဒီလိုမလုပ်ပါနဲ့လားနင့်အဖေကားဝက်ရှော့ဖွင့်ရတာလဲမလွယ်ဘူးလေနင်လဲဒီဆိုင်ကြီးမြေလံခံရတာကိုမမြင်ချင်ဘူးမလားဒီလိုမှန်းသိရင်စောကလေးကဘာလို့ဆရာကြီးလုပ်နေတာလဲမြန်သွားပတ်စံသွားယူချေငွေနေ့ပွဲအခန်းမွေးနေ့မှာပျော်ရွှင်ပါစေသမီးလေးအဖေအမေနဲ့ဦးလေးဖက်တို့သမီးလေးဒီနေ့သမီးရဲ့18နှစ်ပြည့်မွေးနေ့ပဲမျက်စိတမိတ်အတွင်းမှာပဲသမီးဒီလောက်တောင်ကြီးသွားပြီးအမေဟင်းတွေအများကြီးချက်လာတယ်သမီးရဲ့တငယ်ချင်းတွေကိုလည်းကျွေးဖို့ယူလာခဲ့သေးတယ်သမီးတက္ကသိုလ်တက်သွားရင်အမေချက်တဲ့ဟင်းတွေကိုစားရတော့မှာမဟုတ်ဘူးအမေကလေးမလေးရာဘာလို့ငိုနေတာလဲကားပြင်တဲ့လူတယောက်ကဒီလောက်လှတဲ့မိန်းမကိုရထားတာပဲနေဖေနဲ့အမေကဘာမှလက်ဆောင်မပေးဘူးလားဦးလေးဖက်ကိုကတော့သမီးတက္ကသိုလ်အောင်ပြီးအနာဂတ်တွေတောက်ပပစေကြောင်းစုမုံကောင်းတောင်းရင်ရွှေဘောပင်တစ်ချောင်းလက်ဆောင်ပေးတယ်နော်ရွှေစစ်ကြီးပဲသူတို့မိသားစုကဒီလိုဟန်ဆောင်နေတဲ့မိန်းမအတွက်ဒီလောက်တောင်အကုန်ကြခံရဲတာလားကလေးတွေအားလုံးစားနေကြပြီမလားမြန်လာစားကြတငယ်ချင်းတွေရောက်နေတယ်လို့ကြားတာနဲ့အလင်းစလိုချက်လိုက်ရတာသမီးတို့အကြိုက်ဟုတ်မဟုတ်တော့